ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်တုံဆိုင်ကာတွန်း channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးဖွင့်ပြီးကြည့်ပေးကြဖို့မြစ်တာရက်ခံအပ်ပါရရှင်။ဒီကနေ့ပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မိခင်ဖြစ်သူကသားနှစ်ယောက်လုံးကိုလက်ထပ်ပေးဖို့အတွက်သူကိုယ်တိုင်သဘောကျနှစ်သက်တဲ့ main ကလေးတွေကိုရှာခဲ့ပါတယ်။လအနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့သားနှစ်ယောက်လုံးကိုမင်္ဂလာဆောင်ခမ်းမတစ်ခုထဲမှာအတူတူလက်ထပ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ချွေးမနှစ်ယောက်လုံးကလည်းလက်ထပ်ပြီးသွားတာနဲ့ရခမအိမ်ကိုရောက်ရှိလာကြပါတယ်။ချွေးမလေးတွေလက်ထပ်ပြီးရခမအိမ်ကိုရောက်လာခဲ့ကြပါတယ်။ကဲလာငါရဲ့ချွေးမလေးတို့ရေသွားနင်တို့အခုအိမ်ကိုရောက်လာပြီဆိုတော့အခန်းထဲဝင်ပြီးအနားလေးပါလေးခဏယူကြအောင်နော်။ယနေ့ကျရင်တော့နင်တို့ကိုကြည့်ဖို့အတွက်ရက်ကွက်ထဲကအမျိုးသမီးတွေအင်ကိုလာကြနိုင်မယ်။အဲ့ဒီခါကျရင်လှလှလေးပြင်ဆင်ခဲ့ကြအောင်။ချွေမလေးတွေကလည်းအခန်းထဲဝင်ပြီးအနားသွားယူခဲ့ကြပါတယ်။ညနေမှာသူတို့ရဲ့မျက်နှာအကြည့်ပွဲရှိပါသေးတယ်။ရက်ကွက်ထဲကအမျိုးသမီးတွေအားလုံးကလည်းမင်္ဂလာဆောင်အင်ကိုရောက်လာကြပါတယ်။ကြည့်ပါဦးတကယ်ချင်းနေ့ချွေမကြီးကတော်တော်လေးလှတယ်နော်။ချောတယ်ပိန်နေ။ချွေမအငယ်လေးကတော့နည်းနည်းလေးဝရတယ်နော်။ဒါပေမဲ့ကိစ္စမရှိပါဘူး။သူလည်းချောတာပဲ။ကဲရောက်ချွေးမလေးတို့ရေဒီမှာနေတို့အတွက်လက်ဆောင်ပစ္စည်းတွေယူလာခဲ့ဟုတ်တယ်ကျမရဲ့ချွေးမနှစ်ယောက်လုံးကအရန်ကောင်းကြတယ်နှစ်ယောက်လုံးကိုကျမကိုယ်တိုင်ရွေးချယ်ပြီးတော့သားလေးတွေအတွက်ရွေးပေးခဲ့တာလေအေးပေါ့သိပါတယ်နင်ကအိမ်မှာဆိုရင်တော့နင်ဆုံးဖြတ်ချက်ကြီးပဲလေတခြားသူကိုဆုံးဖြတ်ခွင့်ဘာမှပေးလို့လဲဒီတော့ချွေးမလေးတွေကိုလည်းနင်ကိုယ်တိုင်ရွေးလာမယ်ဆိုတော့ငါတို့သိထားပြီးသားဒီလိုနဲ့မျက်နှာကြည့်ပွဲပြီးစီသွားခဲ့တဲ့အခါမှာရက်ကွက်ထဲကအမျိုးသမီးတွေအားလုံးလည်းလက်ဆောင်ပစ္စည်းတွေပေးပြီးအိမ်ကိုပြန်သွားခဲ့ကြပါတယ်ပြင်မလိုက်တာနော်မျက်နှာကြည့်ပွဲကလည်းတော်တော်လေးကိုပင်ပန်းတာပဲဒီပွဲလောက်ကြတာမှတလောက်ထိပင်ပန်းနေရဲ့ဟဲ့အခုတော့အိပ်ရပေါ်လှဲချလိုက်တာနဲ့အိပ်ပျော်သွားလိမ့်မယ်လို့ထင်နေသေးလားဟုတ်တယ်အမရဲ့ကျမလည်းအတူတူပဲအရန်ပင်ပန်းနေဒါနဲ့ကျမမေ့နေတာမနှက်ပြန်ကြလို့ရှင်တော့ကျမတို့ပထမဦးဆုံးမိဖို့ကြောင့်နဲ့ဝင်ရမယ်နေလေဒါနဲ့ကျမနောက်ထပ်ပြဿနာတစ်ခုရှိသေးတယ်ကျမကလေထမင်းဟင်းချက်ပြုတ်နေရင်အမြဲတမ်းမြည်တက်တယ်တိလားမြည်နေရင်နဲ့အစားတောက်တဝက်လောက်ကိုစားမိသွားရောအဲ့ဒီအချင်းကိုတော့လုံးဝထိန်ချုပ်လို့ကိုမရဘူးဟဲဟုတ်လားထူးဆန်းလိုက်တာနေရလေတကယ်ပါပဲကဲထားပါလေအခုလည်းပင်ပန်းနေပြီဆိုတော့ငါတို့သွားပြီးတော့အနားယူကြမယ်လေဒီအချိန်ရောက်ခမဖြစ်သူရောက်ရှိလာခဲ့ပြီးတော့ပြောလိုက်ပါတယ်ကဲချွေးမလေးတို့ရေမနေ့ပြန်ကြရင်နင်တို့ပထမဦးဆုံးမိဖို့ကြောင့်ဝင်ရမယ်နေဆိုတာကိုသိကြတယ်မလားငါရဲ့အမကနေတော့မင်္ဂလာဆောင်ကိုမလားဖြစ်လိုက်ဖို့သူခရီးလွန်နေတာနဲ့မင်္ဂလာဆောင်အချိန်လုံးဝမမီလို့မလားဖြစ်လိုက်တာလေအဲ့ဒါမနေ့ပြန်ကြလို့ရှင်တော့သူနင်တို့ပထမဦးဆုံးမိဖို့ကြောင့်ဝင်တဲ့နေအမိကိုရအောင်လာခဲ့မယ်တဲ့တူလာကန်လေးကြရင်တော့နင်တို့တစ်ချက်ချလေးကြည့်ဆိုင်ပေးလိုက်တော့ကြားလားသူဘာတခုမှအပြစ်တင်လို့မရစေနဲ့ငါ့ရဲ့ချွေးမလေးတွေဘလောက်တောင်တော်လဲဆိုတာကိုသူသိသွားအောင်တက်ခါရဲလက်စွမ်းပြလိုက်ကြဟိကြားလားသူနင်တို့ဟင်းချက်လိုက်ရကိုတတ်လို့မှတ်မိနေအောင်လုပ်ပေးလိုက်ဟုတ်ကဲ့ပါအမေရဲ့ကျမတို့အကောင်းဖို့ဆုံးစူးစမ်းပြီးတော့ပြင်ဆင်ပေးလိုက်ပါမယ်အမေအနေနဲ့စွန့်ရင်ပူပန်းစရာဘာမှမလိုဘူးဒီလားကျမတို့တာဝန်သားထားလိုက်ဒီလိုနဲ့နောက်နှစ်ယောက်ရှိသွားခဲ့တဲ့အခါမှာတော့သူတို့ချွေးမနှစ်ယောက်လုံးရဲ့ပထမဦးဆုံးမိဖို့ကြောင့်ဝင်ရမယ့်နေ့ရောက်ရှိလိုလာခဲ့ပါတယ်ချွေးမနှစ်ယောက်လုံးကလည်းပထမဦးဆုံးဟင်းထမင်းချက်ပြုတ်ဖို့အတွက်မိဖို့ကန်နဲ့ဝင်လာပါတယ်ကဲဘလို့လဲငါရဲ့လင်ကြီးမကြီးနင်ပထမဦးဆုံးမိဖို့ကြောင့်ဝင်တဲ့နေ့မှာဖာရီချက်ပြုတ်မယ်လို့စဉ်းစားထားတယ်စဉ်းစားထားတာတခုခုရှိရင်လည်းပြောလေကျမကြိုက်တဲ့တွေအားလုံးကိုတော့ကျမလည်းလောက်တတ်ပါတယ်ခေါက်ဆွဲကြောကြာစံကြောဟမ်ဘာဂါပီဇာမာလာရှန်ကောဟော့ပေါ့အဲ့ဒါကြောင့်ကျမလည်းပထမဦးဆုံးမိဖို့ကြောင့်ဝင်တဲ့နေ့မှာဒါတွေကိုပဲချက်မယ်အမလေးဟဲ့တကယ်ပါပဲနင်အဲ့လိုအစားအသောက်တွေကိုစားလို့အခုလိုမျိုးဝဝလုံးလေးဖြစ်နေရပေါ့တီးပြီးနင်ဒါတွေကိုကြိုက်တယ်ဆိုတော့ငါလည်းပထမတွေကရိမ့်မိပါတယ်တော်တော်လေးကိုရည်ရတာပဲဘာမှလည်းမဆိုင်မဲနဲ့နော်ဒါနဲ့လေရောင်းမရောဘာချက်မယ်လို့စဉ်းစားထားလဲငါကတော့တလွတ်တံပေါက်ချက်မယ်နိုးထမင်းလည်းချက်မယ်မဟုတ်အချို့ပွဲအနေနဲ့နောက်ထပ်တစ်မျိုးလောက်ထပ်လုပ်လိုက်မယ်နွားတော့မလိုက်လုံးလောက်ရင်ကောင်းမလားမသိဘူးအတော်ကလည်းလူကြီးဆိုတော့ဒါတွေကိုစားရတာကြိုက်မှာပဲငါဒါတွေကိုချက်ပြီးအဆင်ပြေလောက်ပြီးထင်တယ်ဒီလိုနဲ့လင်ညီမနှစ်ယောက်သားအတိုင်းမင်းပြီးချက်ပြုတ်ဖို့အတွက်စတင်ခဲ့ကြပါရီသူတို့ထမင်းဟင်းချက်ပြုတ်နေပြီးခဏအကြာမှာပဲရောက်ခမဖြစ်သူရဲ့အမလည်းရောက်ရှိလို့လာခဲ့ပါရီအမလီအမရဲ့နောက်ဆုံးတော့ရောက်လာပြီလားကျမဖြစ်လေအမကိုစောင့်လိုက်ရတာလေပင်ပါရှည်ထွက်နေပြီလာတာတော်တော်လေးကိုကြားတာပဲဘာလို့နောက်ကျနေရတာလဲအေးဟုတ်တယ်နည်းနည်းလေးနောက်ကျသွားတယ်ဟဲ့ကားပေါ့ကားဆောင်နေရတာနဲ့ကြာသွားတာဒါနဲ့နင်းရဲ့ချွေးမလေးတွေရောဘယ်မှာလဲငါတို့နဲ့တွေ့အောင်မတွေ့ရသေးဘူးငါလေးနင့်သားနှစ်ယောက်လုံးရဲ့မင်္ဂလာဆောင်ကိုတော်တော်လေးလာကျင်းခဲ့တာဟဲ့ဒါပေမဲ့လာခွင့်မရခဲ့တော့လည်းမတတ်နိုင်ဘူးပေါ့နင့်ခေကိုလည်းရုတ်တရက်ကြီးနေမကောင်းဖြစ်နေခဲ့တာဆိုတော့ငါတို့ထားပြီးလာခဲ့လို့မရဘူးလေအခုတို့လည်းနေကောင်းသွားပြီးစေးရုံကလည်းဆင်းလာပြီးဆိုတော့ငါလည်းအေးဆေးဆေးလာလို့ရတဲ့အချိန်လေးထွက်လာခဲ့လိုက်တာကောင်းပါတယ်တော်သေးရပေါ့ကျမရဲ့ချွေးမနှစ်ယောက်လုံးကဒီနေ့ပထမဦးဆုံးမိဖို့ကြောင့်ဝင်ရမယ်လေမလားအဲ့ဒါကြောင့်မိဖို့ကန်ထဲမှာအတူတူချက်ပြုတ်နေကြလေရဲ့အမလာမယ်ဆိုတာတို့သိတယ်ကျမပြောထားတယ်လေအဲ့ဒါကြောင့်ထမင်းဟင်းကောင်းကောင်းချက်ထားပါဆိုလို့တို့လည်းချက်နေကြတယ်ဒီအချိန်မှာပဲအိမ်နီးချင်းအမျိုးသမီးတယောက်ရောက်ရှိလာပါတယ်
ကျမတို့ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ရသေးဘူးဆိုရင်တော့လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါရစေရှင်အမလေးအမကြီးမတွေ့ရတာအတော်လေးကြာနေပြီနော်အမဘယ်တော့ကရောက်တာလဲလားလဲလားဒါနဲ့အမကျမကိုမှတ်မိသေးလားအမလေးမှတ်မိရပေါ့မှတ်မိရပေါ့နေ့ကငါဘယ်လိုလုပ်မိမလဲမှတ်မိရဲ့တောင်းဆောင်တွေအားလုံးကြားထဲမှာနေတွားရနေမယ်ဆိုရင်တော့ငါနေ့ကိုမှတ်မိတယ်အမကလည်းလေအရန်နောက်တတ်တာပဲနော်နေကလည်းငါအမနေ့ကိုစောင့်နောက်နေရပါနင်လည်းသိတယ်မလားငါအမဘလောက်တောင်မှစားနောက်တက်လဲဆိုတာကိုလေခဏကြာမှရခမဖြစ်သူကောင်းပြီးဖို့ကန်နဲ့ဝင်သွားခဲ့ပြီးနောက်မှာတော့သူ့ရဲ့ချွေးမလေးနှစ်ယောက်လုံးကိုပြောခဲ့ပါတယ်ကဲချွေးမလေးတို့ရေနင်တို့ဘာလုပ်နေကြတာလဲဘာပဲလုပ်ဆရာရှိတာကိုအမြန်လုပ်ကြအောင်နင်တို့အတော်ရောက်နေပြီတိလားထမင်းဟင်းချက်နေအောင်ဘလောက်တောင်မှကြာနေအောင်ပါလေအယောင်ကြာတာပဲအမေပြီးတော့မယ်အမေရဲ့ကျမတို့ဟင်းမများလေးချက်နေတာဆိုတော့နည်းနည်းလေးအချိန်ကြာသွားတာတေချာပြင်ဆင်ထားတယ်နောက်ထပ်အချိန်ခဏလေးပဲပေးပါခဏဆိုရင်တော့ပြီးပြီအမေတို့အားလုံးသွားထိုင်နေကြလေကျမတို့ထမင်းခုခတ်ပြင်ဆင်ပေးမယ်နော်ခဏကြာမှတော့ထမင်းဟင်းချက်ပြုတ်ပြီးစီးသွားတာနဲ့ချွေးမနှစ်ယောက်လုံးလည်းအပြင်ကိုထွက်လာခဲ့ပြီးအတော်ဖြစ်သူကိုနှုတ်ဆက်ခဲ့ကြပါတယ်မင်္ဂလာပါအတော်မင်္ဂလာပါအတော်ဒီနောက်သူတို့သမီးအသစ်ကလေးနှစ်ယောက်ကလည်းအတော်ဖြစ်သူရဲ့ခြေထောက်ကိုကိုင်းပြီးကြောခဲ့ကြပါတယ်ချွေးမလေးနှစ်ယောက်လုံးကိုတွေ့ခဲ့ရတဲ့အခါမှာတော့အတော်ဖြစ်သူလည်းပြောပါတယ်အေးဒါဆိုရင်တော့ဒါပေါ့နင်းရဲ့ချွေးမနှစ်ယောက်ဟုတ်တယ်ဒါကတော့ချွေးမအကြီးလေးဒီဘက်ကချွေးမအငယ်လေးပါချွေးမအကြီးကတော့ချစ်စရာကောင်းပြီးတော့ချောပါတယ်ချွေးမငယ်လေးကဘယ်လိုဖြစ်တာလဲသူဝိတ်တွေတော်တော်လေးတက်နေရမဟုတ်ဘူးလားဝရတယ်နော်သူ့ကိုကြည့်လိုက်ရလို့ရှင်တော့နေအင်ကိုချွေးမခေါ်လာတာမဟုတ်ပဲထရက်ကားကကားတိုက်ရဘိန်းကြီးမှားလာတယ်လို့မျိုးပဲအော်မဟုတ်တာအမရဲ့အဲ့လောက်ထိဝါလုံးနေရတော့လည်းမဟုတ်ပါဘူးသူကအစားတောက်ကြိုက်တယ်မလားအဲ့ဒါကြောင့်နည်းနည်းလေးပဲဝါတာပါအခုအိမ်အောင်ကျသွားပြီဆိုတော့သူဝိတ်ကျသွားမှာပါအိမ်လောက်တွေကလည်းများတယ်မလားဟိုအလုံးဒီအလုံးထမင်းဟင်းချက်ပြုံးနေနေလေဝိတ်ကကျသွားမှာပဲလေအမလေးအဲ့ဒါများလားပြောနေသေးတယ်ငါနေ့ကိုအရန်ကိုချောမောလှပတဲ့ main ကလေးတွေတယောက်ပြီးတယောက်ပြခဲ့တာလေငါပြတဲ့ main ကလေးဘယ်လောက်တောင်မှလှလိုက်တလဲချစ်စရာလေးတွေကြီးပဲဒါတွေအားလုံးကိုနေရညင်းနေပြီးတော့နင်းကိုယ်တိုင်သဘောကျတဲ့ main ကလေးတွေကိုပဲနင်းထွေးမတော်ခဲ့တာနင်းခေါ်လာခဲ့တဲ့ထွေးမလေးတွေကိုလည်းကြည့်ပါဦးတယောက်ကတော့ပိန်နာမှပြားကန့်နေရောပဲနောက်တယောက်ကျတော့လေဝါတာမှဘောလုံးကြီးကျနေရပဲဟဲ့ကဲထားပါတော့လေအခုမှပြောလို့လဲဘာမှမထူးဖြစ်ပြီးသွားတဲ့ကိစ္စတွေကဖြစ်ပြီးပြီဆိုတော့ပြီးသွားပြီပေါ့ဘာလုပ်လို့ရအောင်မလဲငါဘိုက်တွေလည်းတအားကိုစားနေပြီခရီးပန်းလာတဲ့ကြားထဲမှာငါ့ကိုအကြာကြီးပဲစောင့်ခိုင်းကြတယ်ဘရော့ထမင်းကျွေးမှလည်းပြောကဲလာဟေ့ငါတို့အမြန်ဆုံးထမင်းသွားစားမယ်ဒါမှလည်းသူတို့ထမင်းဟင်းချက်တဲ့လက်ရဘလောက်တောင်မှကောင်းလဲဆိုတာကိုငါတို့သိရမှာလीဒီလိုနဲ့ရခမနဲ့အတော်ဖြစ်သူနှစ်ယောက်စလုံးကလည်းထမင်းစားဖို့အတွက်ထမင်းဝိုင်းကိုရောက်ရှိလိုလာခဲ့ကြပါရီတစ်ဖက်မှာခေါက်ဆွဲကြောချာဆန်ကြောဆန်ဒဝစ်ဘာဂါတွေပြင်ဆင်ထားပါရီတစ်ဖက်မှာတော့မုတ်အချိုပွဲတွေနဲ့ဓာန်ပေါက်ပြင်ဆင်ထားပါရီချွေးမငယ်လေးချက်ပြုတ်ထားတဲ့ဟင်းတွေကိုကြည့်လိုက်မယ်ဆိုရင်တော့အားလုံးကတဝက်စီဖြစ်နေတာကိုသာတွေ့မြင်ရပါရီပီဇာကလည်းတဝက်ဘာဂါကလည်းတဝက်ဆန်ဒဝစ်ကလည်းတဝက်ပါမုတ်လည်းတဝက်ခေါက်ဆွဲကြောလည်းတဝက်ပါပဲခဏနေပါအောင်ခေါက်ဆွဲကြောတို့ဟမ်ဘာဂါတို့ဘယ်လိုလုပ်ထားတာလဲပြီးတော့လောက်ထားရဲဆိုရင်လည်းဘာဖြစ်လို့တဝက်စီပဲချထားရတာလဲအပြည့်ချလေဒါကဘာတွေလဲငါဖြစ်နာအောင်မလဲတော့ဘူးအမေဒါအမေရဲ့ချွေးမငယ်လေးကိုယ်တိုင်လောက်ထားတာဘာလို့လဲဆိုရင်သူကထမင်းဟင်းချက်ပြုံးနေရင်လည်းမြည်ကြီးတဲ့အကျဉ်းရှိတယ်အဲ့ဒါချက်နေရင်နဲ့တဝက်ကိုသူစားလိုက်တာဟဲ့ဘာပြောတယ်ဟုတ်တယ်အမေရဲ့ကျမကောင်းတာလေးတစ်ခုလောက်ပြီးဆိုရင်တော့ကိုကမြည်နေနဲ့စားလို့ကောင်းတာနဲ့တဝက်လောက်ကုန်သွားတယ်ရောင်းမရှိနေလေပေါ့ရောင်းမတောင်ဒီကိုခန်းထဲမှာမရှိဘူးဆိုလို့ရှင်တော့ဒီတဝက်စာလည်းကြမ်းမှာမဟုတ်ဘူးကျမချက်ပြုံးနေရင်လည်းအားလုံးစားလို့ကုန်ပါပဲ။အိုဖျားသခင်တကယ်ပါပဲ။ကဲကြည့်စမ်းနင်းကိုယ်တိုင်ရွေးချယ်ပြီးခေါ်လာခဲ့တဲ့ချွေးမလေးတွေဘလို့လဲ။နင်းချွေးမလေးတွေဘလောက်တောင်စီးပြက်ကမ်းပြက်ဖြစ်နေလဲဆိုတာကိုတွေ့ရလား။လူကြီးတွေစားတော့မစားရသေးဘူး။အစားအသောက်တွေအားလုံးကိုစားပြီးကြံတဲ့တဝက်ကိုလာချပေးထားတယ်။အဲ့ဒါစီးကန်းလား။အခုအိမ်ကိုရောက်လာတာတရက်ပဲရှိသေးရတာမှတို့ရဲ့အကျင့်တွေကဒီလိုမျိုး။နောက်ကြာလာလို့ရှိရင်ဘလို့လုပ်ကြမလဲဟမ်။သွားပါပြီငါညီမလေးတယောက်ကန်ဆိုးလိုက်တာနေ့ရက်ကအတော်လေးကိုစိုးတာပဲ။ဒီလိုချွေးမတွေရတယ်လို့ဟဲ့။နင်းဘွားတစ်လျှောက်လုံးနောက်ဆိုရင်စားတော့ဖို့အတွက်တောင်မှရပါမလားဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာရခမဖြစ်သူကိုယ်တိုင်လည်းစိတ်ထဲကနေအတော်လေးဒေါသထွက်သွားခဲ့ပါရီသူလည်းချွေးမလေးတွေကိုပြောဆိုချင်လာခဲ့ပေမဲ့လည်းအမဖြစ်သူရှိနေတဲ့အတွက်ကြောင့်မို့လို့ထိန်းထားခဲ့ပါရီဘာလို့ရမလဲဆိုတာကိုလည်းသူမနားမလည်နိုင်တော့ပါဘူးနောက်ထပ်နေ့လောက်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့သူအမလည်းအိမ်ကိုပြန်သွားတဲ့အချိန်ချွေးမငယ်လေးကိုခေါ်ပြီးသူပြောပါတော့တယ်ငါနဲ့ကိုဘာလို့ရမလဲလုံးဝနားမလဲတော့ဘူးလက်ထပ်ပြီးအိမ်အောင်တဲ့အမျိုးသမီးတယောက်ဖြစ်နေပြီးအုံနောက်ကကိုယ်ချိန်တည်းမရှိသေးဘူးနင်အဲ့ဒါကြောင့်အဲ့လောက်ထိဝနေတာဝါပြဲနေရတဲ့အုံနောက်ပါပျောက်သွားတာလားထမင်းစားတောက်နေရင်လည်းမြည်ကြည့်ရဲဆိုတာကတော့မှအနှဲငယ်လောက်မြည်ကြည့်ရတာနေရစားတောက်ပြီးကြံနာတွေကိုလူကြီးတွေကိုကြွေးတယ်ဆိုတော့ဘလောက်တောင်မကောင်းတဲ့ကိစ္စလဲဆိုတာကိုနင်မသိဘူးလားဟမ်အနည်းဆုံးငါရဲ့တိတ်ခါကိုတော့ထိမ့်ပေးစမ်းပါဦးငါအမတယောက်လုံးအိမ်ကိုလာလေတာအခုသူ့ရဲ့အိမ်ကိုပြန်သွားပြီးသူ့ရဲ့မိသားစုနဲ့ဆွေမျိုးတွေကြားငါတို့အကြောင်းကိုအတင်းလိုက်ပြောတော့မယ်ဆိုတော့နင်နားမလဲဘူးလားအမေကလည်းကျမဘာလုပ်ရမှာလဲ
ကျမထမင်းချက်နေနဲ့အမြဲစားတတ်တယ်ဆိုတဲ့အကြောင်းမေကိုပထမရေကပြောပြထားတာပဲလေပြီးတော့ချွေးမကြီးနင်ချက်ထားတဲ့ဟင်းတွေကရောဘာတွေလဲနင်လောက်ထားတဲ့မုတ်ချိုကကိုက်လို့တောင်မရဘူးတိလားဟဲ့ရန်သူကိုအဲ့ဒီမုတ်ချိုလုံးနဲ့ပြစ်ပေါက်မယ်ဆိုရင်တော့မှသူခေါင်းကွဲသွားလိမ့်မယ်နင်စားရောစားကြည့်ရလားတကြားတော့မပါဘူးနင်တို့နှစ်ယောက်လုံးရဲ့ပထမဦးဆုံးမိဖို့ကြောင့်ဝင်ပြီးချက်ပြုတ်ထားတဲ့အစားအသောက်တွေကိုလေငါမပြောနဲ့ငါအမားတော်မှသူ့သေးတဲ့အထိမေးနိုင်မှာမဟုတ်တော့ဘူးအမေကလည်းဒါကျမတို့အမားလည်းမဟုတ်ပဲနဲ့ကျမတို့ပဲစိုးနေတယ်အမေကိုယ်တိုင်ပဲကျမတို့ကိုသဘောကျလို့ချွေးမတော်ပြီးအိမ်ခေါ်လာတာမဟုတ်ဘူးလားဟုတ်တယ်လေအမေရွေးချက်လို့သာကျမတို့ကအိမ်ကိုချွေးမအနေနဲ့ရောက်လာခဲ့တာဒီစကားကိုကြားခဲ့ရတဲ့အခါမှာရခမဖြစ်သူလည်းအတော်လေးစိတ်ညစ်သွားခဲ့ပါတယ်သူလည်းဆိုဖာပေါ်မှာထိုင်ကြပြီးခေါင်းပဲထုနေခင်မိပါတော့တယ်အမှန်တကယ်ဒါတော့သူ့ရဲ့ရွေးချယ်မှုပဲလေဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်တော့ပေးဖို့အတွက်တောင်းဆိုလိုက်ပါရစေရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါအောင်မယ်ကျေးဇူးတင်ပါတယ်